Hello အားလုံးပဲမင်္ဂလာပါဒီလီတိုဆော့လီယိုနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကပေါ်နော်လီယိုတို့ကဘန်ကောက်မှာရှိတဲ့ရှမ်းဆာစာတွားစားမလို့ဖြစ်ပါတယ်နေပေါ်နော်ဒီ modern ကိုတွားစားမလို့ဆိုဆုံးဖြတ်လိုက်ပါတယ်မသွားခင်လီယိုတို့ဒီအိမ်နာပေါ်နော်Amazon မှာ coffee ဝင်တောက်ဖို့ coffee မာနေရဖြစ်ပါတယ်ဒီဝါပေါ့နော်Amazon က coffee တွေကိုရမ်းကြိုက်တယ်ပေါ့နော်သူပေးရတဲ့ဈေးနဲ့လည်းသူတို့တန်တယ်လို့ခံစားရတယ်လီယိုဆိုရင်ပေါ့နော်အဲ့ဒါရောက်တဲ့ဟာတရက်ကိုတစ်ခွဲတောက်မယ်ဆိုပြီးတော့ကိုတန်တိတ်ထန်ချတာရပေါ့နော်သူရှိအားဒီအုံးရည်နဲ့လုပ်တဲ့လက်သေးလားအဲ့ဒါကိုတော်တော်လေးကြိုက်တယ်ဘတ်85ဘတ်ပဲပေးရဆိုတောက်လဲတောက်ပျော်တယ်ပေါ့နော်အဲ့ပြီးတဲ့အခါကျတော့လမ်းသွားနဲ့တောက်ရင်လည်းကားရှိကိုသွားနေရပါတော့ဒါကတော့ဘတ်ကားစောင့်နေတာဖြစ်ပါတယ်ခဏလောက်နေတဲ့အခါကျတော့ဘတ်ကားကလာခဲ့တယ်ပေါ့နော်အဲ့ဘတ်ကားဂိတ်ကနေမှရထားစီးပြီးမှတွားမှာပေါ့နော်အခုကတော့ဘူတာသွားနေဖြစ်ပါတယ်မိနစ်20-25မိနစ်လောက်စီးပြီးတော့ဒါဘူတာရှိရဲ့ပေါ့နော်သူတို့ဘတ်စတော့ရောက်တာဖြစ်ပါတယ်အဲ့ဒါပြီးတဲ့အခါကျတော့ဒါရက်ထားနေပေါ့နော်နောက်ထပ်45မိနစ်လောက်တော့စီးရခြင်းနဲ့ဟိုဟာပေါ့နော်ဒီစိမ်းလိုင်းနေပါရလဲစီးရကြတယ်ပေါ့နော်လီကိုတိတ်တဘောမကြဘူးဟို underground မဟုတ်တဲ့ခါကျတော့လေတော်တော်လေးကိုမှဒီဆိုင်ရှိရဲ့ဘူတာပေါ့နော်45မိနစ်လောက်တော့သွားရတယ်ထင်တယ်ပြင်းနေရပဲပြောပေါ့နော်ဂျက်ဆန်တို့ကကျတော့ဒီဘန်ကောက် University ဆွဲခါကျတော့လေလိုမျိုးပြင်လဲဖြစ်တာဆိုတော့အဲ့ဒါကြောင့်မို့လဲပါတယ်ပေါ့နော်တစ်ကက်ဝယ်တဲ့ပြီးတဲ့ခါကျတော့ဒါရထားနေတာစဝင်နေပေါ့နော်ပြီးတော့လီယိုဘူတာတော့မမှတ်မိတော့ဘူးပေါ့နော်ဘယ်ဘူတာကိုစီးရလဲဆိုတော့လေ45မိနစ်50လောက်တော့စီးလိုက်ရတယ်ပေါ့နော်အဲ့ဒါစီးပေါ်တော့နောက်ဆုံးတော့ဒါလီယိုတို့စင်ရမဲ station ရောက်ပါပြီဆိုင်ရကျတော့ပေါ့နော်ဒီ station ကနေအရင်တော့မဝေးပါဘူးဟိုပေါ့9မိနစ်လောက်ပဲထပ်လျှောက်ရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒါဆိုင်ကိုသွားနေရဖြစ်ပါတယ်ဒါအနာလေးကနေဟိုချိုးဒီချိုးနဲ့ပေါ့တကယ်ကျဆန်းလည်းတခါမှမစားဘူးပေါ့နော်လီယိုကအဲ့လိုမျိုးပေါက်ကြရီစားတာပေါ့နော်အဲ့နဲ့လီယိုတို့ကလည်းဆိုင်ကိုပေါ့နော်လိုင်းပေါ်နေကြိုမကြည့်သွားဟိုရောက်တဲ့ခါကျတော့ဆိုင်ရလေသူကတကြံပြီးဒီ20နဲ့21ကိုသူကပိတ်ထားတာပေါ့လီယိုက21ရက်နေသွားတာဆိုတော့ပိတ်ထားတယ်ပေါ့နော်ဆိုင်ရအမှပိတ်ထားတော့မစားဘဲနဲ့ပြန်ခဲ့ရတယ်အနာနောက်ထပ်တစ်ဆိုင်ကိုလီယိုတို့သွားစားတယ်ပေါ့နော်အနာလေးမှာပဲပေါ့နော်one store လာမသိပြန်တော့စီးရတယ်ပေါ့အရင်တော့မဝေးပေါ့နော်လီယိုတို့အဲ့ဒါနဲ့အမှတော့ဂျက်ဆန်စားဘူးတယ်သူကတော့မဆိုးလို့ပြောတာပေါ့နော်အဲ့နဲ့လီယိုလည်းဝင်စားလိုက်ပါတယ်ရှမ်းခောက်ဆွဲဒီရှမ်းစားစာဆိုင်တွေကတော့ဒီထမင်းဝါတို့ဘာလို့ပေါ့နော်အဲ့လိုမျိုးရှမ်းခောက်ဆွဲတို့ဘာလို့တော့အဓိကပေါ့နော်ဒါပေမဲ့အဲ့လိုလီယိုက modern ကိုတော့ကြိုက်တယ်ပေါ့နော်ပြည်ဦးလင်မှာစားတာတော့ဒီမှာဘန်ကောက်မှာတော့မစားဘူးပါဘူးလီယိုဒီဆိုင်မှာတော့ရှမ်းခောက်ဆွဲပဲမာလိုက်တယ်တခြားဟာတွေတော့တိတ်မရအောင်သူဆိုင်မှာလေအဲ့ပြီးတော့မုံလက်ခောက်ကြော်လဲမာလိုက်တယ်ငါးပေါင်းကိုလည်းဟိုလိုမျိုးကချင်ပေါင်းတို့ဘာလို့လိုမျိုးထင်တာပေါ့ဒါပေမဲ့မဟုတ်ဘူးပေါ့နော်သူ့ငါးပေါင်းကလေအဲ့လိုစားတာအရင်မကောင်းပေါ့နော်ပြီးတော့ရှမ်းခောက်ဆွဲဆိုလို့ရှိရင်လည်းရှမ်းအစ်လို့မခံစားရဘူးအဲ့လိုမျိုးငါးပေါင်းကလည်းအဲ့လိုမျိုးဒီတိုင်းငါးလေးရလေချိုးဘာအရတာမှအရင်တိတ်မရှိပေါ့နော်ချိုးရလိုမျိုးလေးပဲရှိဟိုချင်ဆက်လေးပါလေးမဟုတ်ဘူးနော်မုံလက်ခောက်ကြော်ကလည်းအရင်စားလို့မကောင်းဒါပေမဲ့လီယိုကလည်းနမျောတဲ့ခါကျတော့ကြိတ်မိတ်တယ်ပြီးတော့စားလိုက်တယ်ပေါ့နော်အဲ့ဒါပေါ့နော်တခြားဟွာတွေလည်းလီကတော့3မျိုးပေါ့ဂျက်ဆန်လည်းခောက်ဆွဲလားထမင်းစားတာထင်တယ်ဂျက်ဆန်ဘာထမင်းလဲမသိအဲ့ဒါသူမှစားပြီးတော့လည်းအရန်စောင်းရတော်တော်ကိုမှအဆင်မပြေဘူးအဆိုင်ရလေဆိုင်နာမည်လည်းမမှတ်မိတော့ပါဘူးအမှမြင်တော့မမြင်ရတော့လီကိုလည်းမမှတ်မိတော့ဘူးကြာပြီဆိုတော့နောက်ဆုံးတော့ပြန်ရတဲ့ပြီးရဲ့ခါကျမှအဲ့ဒါဂျက်ဆန်တို့ဒီကျောင်းရှိမှာကျတော့မြန်မာဈေးဆိုပြီးရှိရဲအဲ့နားမှာမြန်မာတွေကလည်းတော်တော်များတယ်ပေါ့နော်အဲ့ဒါဆိုရခါကျတော့ဈေးလေးလည်းအရန်ပေါ်တာအဲ့နဲ့ဒူရင်ဒီအဆိုင်အနာဆိုင်ရတယ်လီဝါမိနစ်တုံးကလာတော့ကလည်းနေ့တိုင်းလိုဝယ်စားတာပေါ့နော်မိနစ်တုံးကတော့အရန်ပေါ်တဲ့အချိန်ဆိုဈေးကလည်းတော်တော်ပေါ်တယ်ဒါပေမဲ့ဒီနှစ်ကတော့အဲ့လိုပေါ်စားဆိုတဲ့ခါကျတော့လေနည်းနည်းလေးဈေးများရဲဒါပေမဲ့တော်တော်လေးကိုတန်ပြီးတော့လေအရန်ချိတ်တာလီဝါလေမွန်ထောင်းပေါ့နော်ဈေးလေးလည်း
140 130အဲ့လိုမျိုးလေးပဲပေးရတာပေါ့နော်လီယိုဆိုအဲ့လိုမျိုးနှစ်ဘူးအဲ့လိုတစ်ခါစားနှစ်ဘူးလောက်ဝယ်စားရပေါ့နော်နေ့တိုင်းစားတာဒူးရင်တီးကိုတော့လေအဲ့ဟာပြီးတော့သူတို့ဈေးမှာလေတော်တော်ကိုစုံတာလီယိုဆိုအဲ့နားမှာနေရအရန်ကြိတ်တာအဲ့ကြောင့်မို့မြို့တွေကိုလည်းမသွားဘူးပေါ့နော်အဲ့နားမှာပဲဝယ်စားနေလိုက်တာအဲ့လိုကြက်မောက်တီးဆိုလည်းအရန်တန်တယ်1ကီလိုမှဘတ်60အဲ့လိုမျိုးပေါ့နော်အဲ့အန်တီဆိုရင်လီယိုမတ်မိနေအဲ့လိုကနေဇိုဒီတွေရောအဲ့လိုမျိုးလီယိုတို့ရှယ်တော့ကနေဇိုဒီကွာပေါ့နော်အဲ့လိုဟာတွေလည်းအများကြီးရှိရဲ့အစားတောက်တွေဝယ်ပြီးတော့ပြန်ခဲ့တာပေါ့နော်နောက်ဆိုအိမ်ရောက်မှစားလိုက်ပါတယ်ဒီ vlog လေးကဒီလောက်ပါပဲ see you next vlog ပါ bye